ကူကဒီမှာကျွန်တော်ကျမနေမှာအုပ်ပြသွားတော့ကူဒီမှာတော့ကျွန်တော်ကျမနေကိုနေမီယာအသစ်ဆက်ထွက်ရှိကြတယ်ဖိန်ကြီးမစကင်းနဲ့ကျွန်တော်ကျမဖိန်နဲ့တပြပြသွားမှာဖြစ်တယ်ပွဲဆက်လာကျမပဲနှစ်ဖက်လုံးမှာမင်းမပါတော့ကွီနီဗီယာနဲ့ကိုရီးယားအနီဘတ်ပီလီရာမစ်လိန်ထိန်နီယာတာအဲ့နဲ့ကိုရီးယားဘယ်ရရအနီဘတ်နှစ်ကောင်နှောက်နေတယ်ကိုကနှက်အုပ်တာဒါမထိဘူးတဲ့အဲ့ကျမနေတော့ပတ်စံနဲ့ပဲကျမအဲ့ဒီနဲ့3လိုင်းညအဲ့ဒါမီယာမမကြောက်မလားကျမအုပ်ကြတယ်ဝင်ပြနေတာအဲ့ကျမနဲ့ဆန်နဲ့သူ့ဝိုင်းတော့ကပ်ပြကျမတပတ်ကြီးရပါအဲ့နဲ့ကျမကတော့ပါကျမနေရောအမှထွက်ပကေးယူပြီးလာရရော့ကွဲဆိုပြီးအမှကွာဆိုမှထွက်ပကေးရပါအဲ့ဘက်မတ်မဆွာနေတာကျမရောဖင်းနဲ့တပြီရော6လောက်နဲ့ကန်ခွဲပြီးလိုက်ရသူကတော့ကေဝအဲ့လီယမောကျမရှိကိုတဲဝင်လာကျမဖင်းနဲ့တပြီရော6လောက်နဲ့ကန်ပြီးမှကျမအဲ့ဒီတောင်းပြီးလိုက်တာအမှသူကတော့ကေဝကျမထပ်ပြီးလို့အဲ့နဲ့လီယမောထွက်ပြေးချင်တာဗတဲ့ရင်ကျမဖလက်ကနဲ့အမှအုပ်ပြီးကျမသူ့တော့ကပ်ပြီးလိုက်တော့ပထမတော့တာဝါချိုးဖို့ပါပဲအဲ့အနီဘတ်တန်တွင်းနေဆိုကျမစကီးနဲ့အုပ်ပြီးကျမတော့ကပ်ပြီးလိုက်တာအဲ့နဲ့ကိုရီးယားနောက်ဆုံးမှာပဲတာဝါအုံကြီးချိုးပြီးကိုရီးယားရုပ်စောတင်ရပဲအနိုင်ရရှိသွားတာဖြစ်ပါတယ်ပေါ့နော် Victory ကျွန်တော် gameplay တွေကြားနေတယ်ဆိုကျွန်တော် like and follow လုပ်ပြီးတော့ကြပါအောင်ခင်ဗျာအားလုံးပဲတက်တာအဝါဖြစ်တယ်